လူများနဲ့ဆက်ဆံရစကားပြောရတဲ့အခါကျတော့ခါလေးမှာအဆင်မပြေမှုလေးတွေကြုံတွေ့ရတတ်တယ်ကိုမကြိုက်တဲ့အရာတွေကိုမကြိုက်တဲ့အကြောင်းပြောဖို့လဲတွန့်ဆုတ်နေကြတာမျိုးတွေရှိလိမ့်မယ်ဒီလိုချိန်မျိုးမှာဘယ်လိုမျိုးစကားပြောရမလဲဆိုတဲ့အကြောင်းကိုပြောပြပေးမယ်ပထမဆုံးဒီ CLEAR clear ဒီစကားလုံးကိုလိုချက်လိုက်ပါပထမဆုံး C ဒီခန်းဖြစ်ရမယ်ကိုဒီတိတိငိမ့်ငိမ့်နဲ့စကားပြောနိုင်မယ်အတန်တွေတုံနေတာမျိုးဒေါသတွေထွက်နေတာမျိုးကိုမကြိုက်ဘူးဆိုရင်တော့မျက်နှာတွေနီနေတာမျိုးမဖြစ်အောင်ပြီးလို့ရှိရင် L က lead with I ဆိုတဲ့စကားလုံးနဲ့စပြောပါငါမကြိုက်ဘူးအဲ့လိုမျိုးငါဆိုတဲ့စကားလုံးနဲ့စကားစပြောပါပြီးလို့ရှိရင် E express ပေါ့ငါဘယ်လိုဖြစ်နေလဲဆိုတာကိုခင်ဗျာပြောပြပါပြီးတဲ့အခါမှာကျတော့ A က S ကိုဖြစ်ချင်တဲ့အရာကိုတောင်းဆိုပါပြီးတော့ R ကကျတော့ respect သူတို့ကိုလည်းလေးစားမှုပေးပါဆိုကြပါစို့ဒီအခန်းထဲမှာစူနေတာကိုကျွန်တော်ကမကြိုက်ဘူးအဲ့တော့ဘယ်လိုတောင်းဆိုမလဲပထမဆုံးကျွန်တော်ဒီခန်းဖြစ်ရမယ်တတိငိမ့်ငိမ့်လည်းဖြစ်ရမယ်ပြီးတော့ဆိုတော့ I ငါကျွန်တော်ဒီအခန်းထဲမှာစူနေတာကိုမကြိုက်ဘူး express ဖြစ်တယ်နော်ကိုခံစားရတဲ့ဟာကို express လုပ်လိုက်တယ်ကျွန်တော်ဒီအခန်းထဲမှာစူနေတာကိုကျွန်တော်မကြိုက်ဘူးဆိုတာအထက်ကိုကျွန်တော်ဒီအခန်းထဲမှာစူနေတော့ကျွန်တော်နားထဲမှာတော်တော်လေးကိုခံစားရခက်တယ်ကျွန်တော်အလုံးလုံးလို့မရဘူးဒါကိုခံစားရတဲ့အရာအဲ့တော့ CLE မှာ E ထိရောက်သွားပြီအဲ့တော့မေးရတော့မယ် S ဘာဖြစ်စေချင်တာလဲဆိုတော့ခင်ဗျားတို့နည်းနည်းလောက်လေးအတန်လေးလျှော့ပေးလို့ရမလားဗျာကျွန်တော်ဒီအလုပ်လေးပြီးသွားရင်တော့ respect ပေးရတော့မယ်နော်ကျွန်တော်ဒီဟာလေးပြီးသွားရင်တော့ခင်ဗျားတို့ဒီလိုမျိုးပြန်လှုပ်ချင်လှုပ်လို့ရပါပြီကျွန်တော်ဒါလေးပြီးတဲ့အချိန်ဒီခဏလေးစောင့်ပေးလို့ရမလားဗျာနောက်ဆိုလို့ရှိရင်အဆင်ပြေသွားပြီကိုဒီရိုင်းတဲ့ပုံစံလည်းမပေါက်တော့ဘူးနောက်ဆုံးမှာဆိုတဲ့ respect လေးပါလာတာကဒီလူအနေနဲ့ကိုကူညီခြင်းစိတ်ကိုနားလည်ပေးခြင်းစိတ်တွေအများကြီးဖြစ်လာစေတယ်အဲ့ဒီဒါလေးပြီးသွားလို့ရှင်တော့အရင်လိုဒီလိုမျိုးပြန်လုပ်လို့ရပါပြီကျွန်တော်ဒါလေးပြီးတဲ့အချိန်ဒီခဏလောက်စောင့်ပေးပါလားဗျာဆိုပြောလိုက်တဲ့ဟာကသူတို့ welcome လုပ်လိုက်တာဒီ CLEAR ပေါ့နော်ဒီ clear ထဲမှာတခုခုလွတ်သွားတာနဲ့ကိုဒီရိုင်းတဲ့ပုံစံပေါက်သွားပြီမင်းတို့မထိတ်ကြသေးဘူးလားလို့ပြောလိုက်သွားပြီလေဘာမှလုပ်လို့မရတော့အဲ့တော့ကိုလိုချင်တာကိုလည်းတောင်းဆိုရမယ်တကယ်ရိုင်းတဲ့ပုံစံလည်းမပေါက်စေချင်ဘူးဆိုလို့ရှိရင်ဒီ clear ဆိုတဲ့ formula လေးကိုသုံးပါပြီးတော့လေ့ကျင့်စရာအနေနဲ့ကတော့ no ကိုပြောထိုက်တဲ့အချိန်မှာပြောထွက်အောင်လုပ်ပါတချို့ပြဿနာတွေကအားနာလို့ဖြစ်တာအဲ့တော့ no ဆိုတဲ့စကားလုံးကိုလည်းပြောထိုက်တဲ့အချိန်မှာပြောထွက်လာအောင်ညှင်းတတ်အောင်လို့ချိုးပြီးတော့လေ့ကျင့်ထားပါဒါဆိုလို့ရှိရင်အများကြီးအဆင်ပြေလာပါလိမ့်မယ်